ဒါကတော့မနက်စာဆိုရင်ဘာစားလို့စားရမှန်းမသိအိယာထားနောက်ကျပြီးတော့မနက်စာကုန်တာနဲ့ပဲတိုးနေတဲ့မမတွေအတွက်အိမ်မှာပဲလွယ်လွယ်ကူကူလှုပ်စားလို့ရမယ်ကြက်ဥပလာတာကြော်နီးလေးကိုပြောပြပေးမှာပါဆိုင်ကြီးတွေမှာမှားစားရင်တောင်ဘလို့မှစားလို့ရမှာမဟုတ်လို့အသေးစမ်းကောင်းကောင်းလေးကိုမှစားခြင်းနေဆိုရင်အခုပဲလိုက်ကြည့်လိုက်တော့နော်အရင်ဆုံးကြက်ဥ၃လုံးကိုပကံနဲ့ဖောက်ကြက်သွန်မိတ်ထည့်ပြီးနှုတ်ဆင်းထားတဲ့ကြက်ဥချောင်းလေးတွေကိုပါတပါးလေးရောထည့်မှွေပေးရပါမယ်ကျက်ဥတွေရလာပြီးဆိုရင်တော့တဲပူပူပေါ်မှာစီပပတုပ်ပြီးမထိတထိထိထိမိမိကြော်ပေးကြပါမယ်။ဒါကြောင့်ကျက်ဥအနှစ်တွေကိုလောင်းထည့်ပြီးအချက်လိုက်ရလာပြီးဆိုရင်တော့စီတီမတ်တွေမှာလွယ်လွယ်ကူကူဝယ်လို့ရတဲ့ပလာတာတစ်ချက်ကိုအခုလိုမျိုးထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ကျက်ဥကိုပြောင်းမြန်လန်း cheese တစ်ပြားထည့်ပြီးမီအေးလေးနဲ့အပူပေးလိုက်မယ်ဆိုရင်တော့လူကြီးတွေအတွက်လည်းကျန်းမာရေးနဲ့ညီညွတ်မယ်တတမိမိတွေအတွက်လည်းအာဟာရရရှိမယ်ဆိုတဲ့ cheese ကျက်ဥပလာတာလေးကိုရရှိပါပြီရှင်။အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရတဲ့ပြင်စိတ်ကူးပေါက်ရင်စိတ်ကူးပေါက်တယ်လို့လွယ်လွယ်ကူကူလှုပ်ရှားလို့ရတာဖြစ်လို့မဖြစ်မနေလှုပ်ရှားကြည့်ကြပါအောင်ရှင်။နောက်လည်းအချိန်ကုန်သက်သာပြီးရတာရှိစေမယ့်ဟင်းလျာတွေကိုအမြဲတမ်းတင်ဆက်ပေးတော့မှာဖြစ်လို့ like and follow လုပ်ပေးဖို့မမေ့ပါနဲ့နော်။